နေမိမဆာရဲ့အစက1 day စရာနဲ့စတာဖြစ်တယ်သတင်းကောင်းနဲ့တော့စတာမဟုတ်ပါဘူးသတင်းစိုးနဲ့စတယ်အဲ့တော့သတင်းစိုးဆိုတာကျမတို့တော့ကြောက်စရာမဟုတ်မိတ်ဆွေကျမတို့နေမိမဆာရဲ့အစကသတင်းစိုးနဲ့စပြီမဲ့အဆုံးကသတင်းကောင်းနဲ့ဆုံးတာဖြစ်တယ်အဲ့တော့အမြဲတမ်းမှာကျမတို့မှာမျောလင့်ခြင်းရှိတယ်အဲ့တော့အရေးကြီးတာကျမတို့ရဲ့မျောလင့်ခြင်းမကုံသွားဖို့လိုတယ်သတင်းစိုးတွေကိုကြောက်ဖို့မဟုတ်အဲ့ဒီအရာတွေအားလုံးဟာဖျားလူတွေကအပြောင်းလဲလုပ်နိုင်တယ်ကျမတို့ကအစိုးတွေကိုကြောက်ဖို့ရန်အတွက်မဟုတ်ဘူးဖြစ်တယ်အဲ့သူကသတင်းမေးတယ်အဲ့တော့အရင်အရေးကြီးရယ်ကျမတို့ဟာပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိချင်တဲ့သူတွေဖြစ်ဖို့လိုတယ်စိတ်ဝင်စားမှုရှိဖို့လိုတယ်နော်အခါလေးကျမတို့ကိုယ်ကဘာနဲ့ကိုအစင်ပြေပြီးရောဆိုပြီးတော့နော်ကျမတို့နေတက်တယ်အမေဖះကကျမတို့ကိုပတ်ဝန်းကျင်ကိုကောင်းကြီးဖြစ်စေတဲ့သူတွေပြောင်းလဲစေတဲ့သူတွေအဖြစ်ဖះကကျမတို့ကိုတုံးချင်တာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ကပတ်ဝန်းကျင်စိတ်ဝင်စားဖို့လိုတယ်ငါဘာတွေကူညီနိုင်မလဲငါဘာတွေအပြောင်းလဲလုပ်ပေးနိုင်မလဲဆိုရဲစိတ်ဝင်စားမှုမျိုးကျမတို့မှာရှိတယ်ဆိုရင်ဖခင်ကကျမတို့ကိုအဲ့ဒီအတွက်အသုံးပြုလို့ရလာလေသူကြားတဲ့သတင်းကဘာလဲဖခင်လူတွေဟာကြီးစွာသောစင်ရဲခြင်းကိုခံရပြီဒီသတင်းကတော့ကောင်းတဲ့သတင်းမဟုတ်ဘူးပြီးတော့ဘာလဲကဲရဲ့ခြင်းခံရပြီနောက်ပြီးတော့မြို့ရိုးကအားနေလျက်ရှိပြီမြို့ရိုးကပြိုကျလျက်ရှိပြီဂိတ်တကားတွေကမီးလောင်ကုန်ပြီနော်ဂိတ်တကားတွေကပွင့်နေပြီသဘောကတော့နော်နိုင်ငံတနိုင်ငံမှာဂိတ်မရှိဘူးဆိုတာကဒါအဆက်ကွဲခြင်းဖြစ်ဂိတ်မရှိဘူးဆိုတာအားနေခြင်းဖြစ်အဲ့ဒီအားနေခြင်းတွေမရှိခြင်းတွေဆုံးရှုံးခြင်းတွေဆင်းရဲခြင်းတွေကဲ့ရဲ့ခံရခြင်းတွေအဲ့ဒါဘယ်လောက်ထိနာကျင်ဖွယ်ရာကောင်းတဲ့ခံစားမှုလဲနော်အခုကျမတို့ရောက်နေတဲ့ကာလနဲ့မတူဘူးလားမိတ်ဆွေနော်ကဲ့ရဲ့ခြင်းတွေခံရတယ်နော်ဆုံးရှုံးခြင်းတွေမြင်ရတယ်ပဝင်းကျင်မှာတော့လကောင်းအဲ့တော့အခက်ခဲပြဿနာတွေနဲ့ကြုံတွေ့နေရအဲ့ဒီသတင်းကိုနေဟမိကကြားတဲ့အခါမှာဟုတ်တယ်လူတစ်ယောက်အနေနဲ့သူဟာခံစားတယ်အဲကြောင့်မလို့ဆက်ပြီးတော့ကျမတို့ဖတ်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲနေဟမိကငိုတယ်တဲ့အင်တန်ကာလပတ်လုံးငိုကြွေးမိတမ်းပြီးတော့ဖျားသခင်ရဲ့ရှေ့မှောက်မှာသူကဆူတောင်းနေရဆိုတော့ကျမတို့မြင်ရဒါပေမဲ့နေဟမိကအဲ့ဒီလိုမျိုးငိုကြွေးတဲ့နေရာမှာပဲအဆုံးမသက်သွားဘူးဖြစ်တယ်အခန်းကြီး2ရောက်တဲ့အခါမှာနေဟမိကအဲ့ဒီမြို့ရိုးကြီးကိုပြန်ဆောက်မယ်ဆိုပြီးတော့သူခြေလန်းလှမ်းတာကိုကျမတို့တွေ့မြင်ရတယ်ဒီမှာအရင်ပဲအရေးကြီးရပြဿနာကိုဖြေရှင်းတဲ့သူနဲ့ပြဿနာအကြောင်းထိုင်ပြောတဲ့သူနဲ့ကွာပြဿနာကိုဖြေရှင်းတဲ့သူကအမြဲတမ်းမှာလက်တွေ့ကြတဲ့ခြေလန်းလှမ်းမှုရှိတယ်သူမှာပြဿနာအကြောင်းထိုင်ပြောတဲ့သူကတော့သူပြောသွားတာဒါပေမဲ့ဘာမှလက်တွေ့မလှမ်းဘူးဒီနေ့အားပေးခြင်းနဲ့ problem solver တွေမှာရှိတဲ့အရေးချင်းတစ်ခုဖြစ်တဲ့အဲ့ဒီအရာကတင့်မှာရှိပါစေအဲ့ဒါဘာလဲဆိုတော့လက်တွေ့ကြခြေလန်းလှမ်းကြတာကျမတို့ဟာ storyteller တွေပဲမဟုတ်နော် history maker တွေဖြစ်ဖို့ဖြစ်တယ်အပြောင်းလဲတွေကိုလုပ်ဖို့ဖြစ်တယ်အဲ့တော့ကျမတို့ကခြေလန်းလှမ်းဖို့ရန်တော့လက်တွေ့ကြတဲ့ဆုံးဖြတ်ချက်တွေလက်တွေ့ကြတဲ့ခြေလန်းမှုတွေကိုကျမတို့လုပ်ဖို့ဆုံးဖြတ်ရအောင်အဲ့တော့ဖခင်ကနော်ဘလောက်ပဲအခက်ခဲတွေကြားထဲမှာရောက်နေပါစေသူ့လူတွေကိုလက်တွေ့ကြတဲ့ခြေလန်းတွေလှမ်းပြီးတော့အပြောင်းလဲတွေလုပ်တဲ့လူတွေအဖြစ်အသုံးပြုချင်တာဖြစ်တယ်အဲ့နေမိကမေးပြီးတဲ့အခါမှာဘာမှမလုပ်ဘဲနဲ့မနေဘူးသူဖះရှိမှဆူတောင်းတယ်ငိုကြွေးတယ်ပြီးတဲ့အခါမှာခြေလန်းလှမ်းတယ်အဲ့တော့အားပေးခြင်းတယ်တင်တခုခုကိုမမေးခင်မှာတရားကိုစဉ်းစားစေခြင်းတယ်ငါမေးပြီးရင်ဘာလုပ်မှာလဲဆိုတာအချို့ကမေးတာပြီးရင်ဘာမှမလုပ်အဲ့တော့အားပေးခြင်းတယ်တင်မလုပ်မဲ့အတူတူတော့မမေးတာပိုကောင်းပါတယ်နော်ကျမတို့မလုပ်ဘူးဆိုရင်အစကတည်းကမမေးနဲ့ကိုမေးလိုက်တဲ့အရာတစ်ခုပေါ်မှာကျမတို့ဆက်ပြီးတော့ဘယ်လိုမျိုး ownership လုပ်ရမလဲဆိုတာကျမတို့အထက်မှာဒီစိတ်နှလုံးမျိုးမွေးမြူတတ်ဖို့ရန်အတွက်လိုတယ်ကျမတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ပျက်စီးမှုတွေကိုကြည့်ပြီးတော့စိတ်တကြဖို့ပဲမဟုတ်ဘူးကျမတို့သိချင်ရုံလေးပဲလုပ်ဖို့မဟုတ်ဘဲနဲ့ငါဘယ်လိုလက်တွေ့ပါဝင်နိုင်မလဲဆိုတာအမြဲတမ်းစဉ်းစားတဲ့သူဖြစ်ပါစေဘုရားသခင်တင့်ကိုအဲ့လိုမျိုးအသုံးပြုချင်တာဖြစ်တယ်